25ကိုပြန်ပြီးတော့အင်ဂျက်ဒီအောက်ဒီကတော့အတော်လေးလာတယ်လို့ပြောနေတော့ဒီမှာပဲ25ကိုနော်ပေးလိုက်ပြီ။အိုးဟိုဘက်က brotherly granny လမ်းသွားနေတဲ့အခြေအနေတွေကမှလှပစွာနဲ့ချောင်းသိမ်းပေးလိုက်တာလေးအတော်လေးအဆင်ပြေတယ်လို့ပြောနေနေပဲ25ကိုအပါလိုက်ခေါ်ပေးလိုက်တယ်ဗျ။ကဲကောင်းမွန်စွာနဲ့ပဲဟိုဘက်က brotherly သွေးသက်ပဲ25လုံးဝပျောက်သွားပါပြီနော်။25လုံးဝတင်းလုံးပျောက်သွားပြီဆိုတဲ့နေရာမှာဒီဘက်ကတင်းတန်းတွေ join လာပြီဗျနေသေးတယ်ဗျနော်ကဲပြည်စုံတော့လည်းဝင်တိုးလာပြီ23ဒီနောက်မှာတော့ battle က3ခုကြံချိနေအောင်ပဲဗျ battle 3ခုကြံချိနေတဲ့တော့ဒီမှာဒီဘက်မှာတော့3ယောက်ပဲချိနေတော့တယ်ဟိုဘက်မှာတော့4ယောက်တော့ကြံချိနေသေးတယ်ဗျကဲ9ယောက်ကြံချိနေတဲ့ဒီ battle မှာဘယ်သူတွေကဒီ battle ရဲ့စွန့်ခွာသွားမလဲဆိုတာကိုကြည့်ရှုနေရင်းနဲ့ပဲတင်းစစ်စထရီတွေနေနေတော့ဟိုဘက်ကထင်းတန်းနေချိရဘက်ကိုလုံးဝဥတီချက်ကွက်တီးနဲ့သွားလာခဲ့ပြီဆိုတော့တောတင်းမှာပဲကျွန်တော်တို့ဒီဘက်ကတင်းတန်းနေချိရဘက်ကိုဒီဘက်ကစေးသွားတော့မယ်နော်တာကြီးလုံးဝမကြောက်မရွရင်သွားတာဟေးအောင်ရေစောင်းရမ်းမိုက်တယ်နော်ကဲမကြောက်မရွရင်4 versus 1ယူ4 versus 1ဟေးအောင်မီးပလေးတွေကောက်ပေးနေပြီလို့မီးပလေးတွေကောက်ပေးနေပြီဟိုဘက်ကထွက်လာမယ်လမ်းကြောင်းတွေအကုန်လုံးသူကလမ်းပြီးစပွန်ဆာလမ်းပေးသေးတာလို့နော်တာကြီးတို့ထွက်လာပြီဟိုအိုးရောင်ကောင်းလာပြီလား Oh my god ဟေးကောင်းမွန်တယ်နောက်တစ်ယောက်ထပ်တော့ထားပြီဗျာကဲဆိုတော့တင်းတန်းနေမှာတော့မျော်လင့်ချက်ကတစ်ယောက်ပဲကြံတော့တယ်အဲ့ဒီတင်းတန်းတစ်ယောက်သာပြုတ်သွားမယ်ဆိုတော့တင်းလုံးကတော့နှုတ်ဆက်ထွက်ခွာသွားတော့ပဲရှင်နေမှာဆေးရပြစ်ခတ်မှုအောက်မှာပဲနောက်တဲ့2ယောက်3ယောက်နော်ပြီးထားပြီကဲနောက်တစ်ယောက်မီးပလင်းကအစ်စ်မားနေတယ်အဲ့အောက်မှာကိုကြီးရဲ့ကွက်ထွက်လာတယ် Oh my god What the fuck မိုင်းလာဟီလားဟေးအောင်4 versus 1ကြိတ်သွားတာနော်တယောက်ချင်းစီကိုလုံးဝပထုတ်ပေးလိုက်တာများနော်တော်တော်လှပစွာပြစ်သွားတာနော် shotgun player လေးတော်တော်မိုက်ပါတယ်နော်ကဲဆိုတော့ကျွန်တော်တို့အနေနဲ့ဈေးရပြစ်ခတ်မှုကအတော်လေးကိုလှပတရက်ကိုပြစ်သွားတာဗျာနော်အရင်လုံးထွေးမဟုတ်ဘူးနော်ပူဇော်ခြင်းရှိရလေးကိုပဲအင်ဂျက်လေးမှန်ကန်စွာအိမ်ပြေးလိုက်တာကြီးကအတော်လေးကိုပညာသားပါပါတယ်ဗျ